ဒီခန်းလေးကတော့တောင်ကလာပါစနစ်ရက်ကွက်သူ့မင်္ဂလာကျော်ကတ်မှာတည်ရှိပါတယ်ဈေးနီးကျောင်းနီးကားမတိုင်နီးပြီးတော့မိဂတိလမ်းသွဲမှာလည်းရှိပါတယ်ရှင် location share လမ်း share ပတ်ဝန်းကျင် share တဲ့အခန်းလေးနဲ့နှင်းစီကမိတ်ဆက်ပေးပါမယ်ရှင်စတုတ်ထတဲ့ငါးလွှာလေးဖြစ်ပြီးတော့ BCC ကြာပြီးသားလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးကတော့1854ပဲကျယ်ဝန်းပြီးတော့လေးပင်ရိုးလေးထဲမှာဆိုရင် cabinet box တွေတက်ဆင်ပေးထားတဲ့ TV stand စင်ကြီးကိုလည်း UV marble ရှိနဲ့ပြင်ဆင်ပေးထားတဲ့ eco ဦးလေးတွေလည်းတက်ဆင်ပေးထားပါတယ်ရှင်အခန်းရဲ့ကျယ်ဝန်းကတော့1854ပဲကျယ်ဝန်းပါတယ်ရှင်ဈေးနှုန်းလေးကတော့3400ညှိနှိုင်းဈေးလေးပဲဖြစ်ပါတယ်ရှင်ဘေးတိုက်လေးကလည်းမရှိပါဘူးရှင်လေဝင်လေထွက်ကောင်းတဲ့အလေးရောင်ကိုကောင်းစွာရရှိပါတယ်ရှင်တိမ်လုံးကိုလည်း SPC ပါကေးတွေအပြည့်ခင်ပေးထားပါတယ်ရှင်ဒါလေးကတော့စင်ငယ်ကန်းလေးပဲဖြစ်ပါတယ်ရှင်စိုက်တော့တကားလေးကိုအသုံးပြုပေးထားပါတယ်ရှင်အခန်းထဲမှာလည်းပါကေးတွေကိုအပြည့်ခင်ပေးထားပါတယ်ရှင်ဒါလေးကတော့အခန်းရဲ့ဘေးမှာလည်းပြင်းပေါက်ပါတဲ့အတွက်လေဝင်လေထွက်ကောင်းပါတယ်ရှင်မီးဆိုင်ကြီးတွေကိုလည်းပြင်ဆင်ပေးထားပါတယ်ရှင်BCC ကြာပြီးတော့ကိုပိုင်မီတာကိုပိုင်မော်တာခန်းလေးပဲဖြစ်ပါတယ်ရှင် open box လေးတွေကိုလည်းအခန်းရဲ့ပြင်မှာပြင်ဆင်ပေးထားပါတယ်ရှင် SPC ပါကေးတွေကိုလည်းတိမ်လုံးအပြည့်ခင်ပေးထားပါတယ်ရှင်ဒါလေးကတော့ master ခန်းလေးပဲဖြစ်ပါတယ်ရှင် master ခန်းလေးထဲမှာဆိုရင်လည်း slide door တကားကိုအသုံးပြုပေးထားပါတယ်ရှင် SPC ပါကေးတွေလည်းခင်ပေးထားပါတယ်ရှင်မီဆိုင်ကြီးလည်းတက်ဆင်ပေးထားပါတယ်ရှင်အခန်း space area လည်းကျယ်ပါတယ်ရှင်ဒါလေးကတော့ master ခန်းလေးရဲ့ရေချိုးခန်းဘူရာအင်တာလေးပဲဖြစ်ပါတယ်ရှင်ဘူရာအင်တာလေးတွေကလည်းတာမန်တက်ကိုပိုကျယ်ပေးထားတဲ့အတွက်လူကြီးမြင်စိတ်တိုင်းကြစီမှာပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့ kitchen ခန်းလေးကိုလည်း slide door တကားလေးကိုအသုံးပြုပေးထားပါတယ်ရှင် kitchen ခန်းလေးထဲမှာဆိုရင်လည်းကြွေပြားတွေကိုအပြည့်ခင်ပေးထားပါတယ်ရှင်ပတ်ပတ်လဲလဲကပ်ပေးထားတယ်ဘေးတိုက်ကလည်းနှစ်ဖက်စလုံးမရှိတဲ့အတွက်လေဝင်လေထွက်အလွန်ကိုကောင်းပါတယ်ရှင်open box လေးတွေ cabinet box လေးတွေကိုလည်းအပေါ်အောက်တက်ဆင်ပေးထားပါတယ်ရှင်အရေးပေါ်လေးကားလေးလည်းပါပါတယ်ဒါလေးကတော့ဘူရိုင်းသားလေးပဲဖြစ်ပါတယ်ရှင်ဘူရိုင်းသားလေးထဲမှာဆိုရင်လည်းကြွေပြားတွေကိုအပြည့်ခင်ပေးထားတယ်ကပ်ပေးထားပါတယ်ရှင်ဒါလေးကတော့ရေချိုးခန်းတီးတန့်လေးပဲဖြစ်ပါတယ်ရှင်ရေချိုးခန်းလေးထဲမှာဆိုရင်လည်းရေတိုင်ကြီးအသစ်ဆက်ဆက်တစ်လုံးကိုတက်ဆင်ပေးထားတယ်ကြွေပြားတွေကပ်ပေးထားတယ်ခင်ပေးထားပါတယ်ရှင်ဒီခန်းလေးอ่ะဆိုရင်တော့ master ခန်းလေးပါတယ် modernize ဆန်တဲ့ခန်းတန်လေးပဲဖြစ်ပါတယ်ရှင်အလှည့်လေးကတော့အရှင်းမြောက်လေးပဲဖြစ်ပါတယ်ဈေးနှုန်းလေးကတော့3400ညှိနှိုင်းဈေးလေးပဲဖြစ်ပါတယ်ရှင်ဗန်ကျိတ်လေးလည်းရပါတယ်ရှင်အခုလိုခန်းကောင်းခန်းတန်လေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့နှင်းစီ real estate ကိုဆက်သွယ်လိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်